လေနာတာလားဝမ်းချုံနေတာလားဒါမှမဟုတ်လို့ရှိရင်လည်းဝမ်းလျှောခြင်းနေရလားဒါမျိုးတွေဖြစ်တတ်တယ်ပေါ့နော်ဘိုင်းအောင်နဲ့ဘိုင်းနာတယ်ဖြစ်တယ်ဆိုလို့ရှိရင်ဘာကြောင့်နာလဲဘယ်လိုနေရာတွေမှာနာတယ်ဆိုလို့ရှိရင်အနေရရှိနိုင်လဲဆိုတာလေးကိုဒီဗီဒီယိုလေးမှာသိချင်တယ်ဆိုလို့ရှိရင်စက်ကြည့်ကြည့်မယ်နော်အဲ့တော့ဘိုင်းနာတယ်ဆိုလို့ရှိရင်တကယ်လို့ပေါ့နော်အပေါ်ပိုင်းနဲ့အောက်ပိုင်းပေါ့အပေါ်ပိုင်းကနာတယ်ဆိုလို့ရှိရင်တော့ဒါကအစာအိမ်နာတာဖြစ်နိုင်တယ်နောက်လို့ရှိရင်အပေါ်ပိုင်းအောင်မှာညာဘက်ချမ်းဆိုလို့ရှိရင်တော့ဒီသဲချင်နာတာဖြစ်နိုင်တယ်ပေါ့နော်နောက်ပြီးတော့အဲ့ဒီနေရာမှာနာတယ်ဆိုလို့ရှိရင်ဒီအစာအိမ်ပြဿနာအစာမကြေတာလားလေနာတာလားဒါမှမဟုတ်သဲချီအိမ်ရှောင်းတာတွေဖြစ်နိုင်တယ်ပေါ့နော်ဒါဘာလို့လဲဆိုတော့အပူဆက်များတာကြောင့်နောက်လို့ရှိရင်အချင်းစားတွေပေါ့နော်ဘာမှမစားထားဘဲနဲ့အချင်းတွေအပူဆက်တွေစားတယ်ဆိုလို့ရှိရင်လည်းဒီကအစာအိမ်နာတာဖြစ်နိုင်တယ်အဲဆိုလို့ရှိရင်သူကကြတော့ဒီဘိုက်ရဲ့အပေါ်ပိုင်းကနာတာဖြစ်နိုင်တယ်အဲ့တော့ဘိုက်အောက်ပိုင်းမှာဆိုလို့ရှိရင်ညာဘက်ချမ်းကအရေးကြီးပါတယ်ဘာလို့လဲဆိုတော့သူကဦးတက်ရောင်နဲ့ appendicitis ဖြစ်နိုင်တဲ့အတွက်ကြောင့်မလို့ပေါ့နော်အဲ့တော့ဦးတက်ရောင်နဲ့ဆိုဘယ်လိုလက္ခဏာဖြစ်တတ်လဲဆိုရှင်ချက်ချင်းကိုပေါ့နော်ပြင်းပြင်းထန်ထန်အရင်အောင်လာတယ်နောက်လို့ရှိရင်ဖျားလဲဖျားလာတယ်ဆိုလို့ရှိရင်ကြတော့ဒါအောက်နေနေအားကြတော့ထိလိုက်တာနဲ့ကိုပေါ့နော်ကန်ကြည့်လိုက်တာနဲ့ကိုကကြတော့အောင်သွားတယ်ပေါ့နော်အဲ့လိုမျိုးဖြစ်တယ်နားတယ်ဆိုလို့ရှိရင်အထိမခံနိုင်အောင်နားတယ်ဆိုလို့ရှိရင်ဒါဦးတက်ဖြစ်တယ်ဦးတက်ဆိုလို့ရှိရင်ကြတော့ဆေးရုံအမြဲသွားဖို့လိုအပ်တယ်ဦးတက်ဆိုလို့ရှိရင်ခွဲစိတ်ပြီးတော့မှထုံမှရပါမယ်အဲ့တော့ဘိုင်းရဲ့ဒီအလေပိုင်းမှာဆိုလို့ရှိရင်တော့အောက်ပိုင်းပေါ့နော်အောက်ပိုင်းဘက်ရဲ့အလေဘက်ချမ်းလောက်မှာဆိုလို့ရှိရင်တော့ဒါက CH ရှိတဲ့အတွက်ကြောင့်မလို့အုံလန်းချောင်းတို့စီလန်းချောင်းတို့ဒီပြဿနာတွေကြောင့်ဖြစ်တတ်တယ်အဲ့တော့ဒီအလေတက်ရနာတယ်ဆိုလို့ရှိရင်တော့ဘိုင်းရဲ့ပေါ့အောက်ပိုင်းအလေတက်ရနာတယ်ဆိုလို့ရှိရင်တော့အုံလန်းချောင်းပြဿနာမှာလေနာတာလားဝမ်းချုံနေတာလားဒါမှမဟုတ်လို့ရှိရင်လည်းဝမ်းလျှောခြင်းနေရလားဒါမျိုးတွေဖြစ်တတ်တယ်ပေါ့နော်ဒါလို့ရှိရင်လည်းဒီသူ့ရဲ့အောက်ပိုင်းဆိုလို့ရှိရင်တော့စီလန်းချောင်းရှိပါတယ်စီလန်းချောင်းပိုးဝင်တာကြောင့်မလို့လည်းဖြစ်တတ်ပါတယ်နောက်ပြီးတော့အမျိုးသမီးတွေမှာဆိုလို့ရှိရင်ဒီနေရာမှာဆိုနောက်တစ်ခုကပါရှိသေးတယ်ဆိုလို့ရှိရင်တော့သက်အိမ်ပါသက်အိမ်ဆိုလို့ရှိရင်ကြတော့ရာသီလာတဲ့ချိန်မှာသက်အိမ်ကညစ်တာကြောင့်နောက်ပြီးလို့ရှိရင်တခြားအချိန်တွေဆိုလို့ရှိရင်ကြရင်လည်း endometriosis လိုမျိုးပေါ့နော်ဒါကတော့ဖြစ်တာကတော့နည်းပါတယ်ဒါပေမဲ့ဒီသက်အိမ်နာပြီဆိုလို့ရှိရင်တော့နာတာကြတယ်ဆိုလို့ရှိရင်တော့ဆရာဝန်နဲ့တိုင်ပင်ဖို့ကအရေးကြီးပါတယ်တကယ်လို့သက်အိမ်ကကြတော့ပေါ့နော်နာတာကဥမာရာသီလာလို့လည်းမဟုတ်ဘူးတခြားအကြောင်းရင်းတွေပေါ့နော်ဥမာကိုဝင်ရှိထားလိုမျိုးပေါ့ဒီလိုအကြောင်းရင်းတွေလည်းမဟုတ်ဘူးရာသီကလာနေတယ်နာတယ်ဆိုလို့ရှိရင်တော့ဒါဆရာဝန်နဲ့ပြဖို့အတွက်လိုအပ်ပါတယ်